မင်္ဂလာပါဒီနေ့ကျွန်တော်တို့electronic ပစ္စည်းတွေထဲမှာတော်တော်အရေးပါအစိတ်ပိုင်းလေးတစ်ခုအကြောင်းဆွေးနွေးကြမယ် capacitor လို့ခေါ်ရဲပေါ့နော် ဟုတ်ကဲ့ capacitor ပါ ဒီနေ့အဓိကကတော့အဲ့ဒီ capacitor ဆိုတာပါလဲဘယ်လိုမျိုးအလုပ်လုပ်တာလဲဘယ်နေရာဒီမှာသုံးလဲပြီးတော့ဘာကြောင့်သူကဒီလောက်အရေးကြီးရလဲဆိုတာတွေကိုနည်းနည်းလေးဆွေးနွေးကြည့်ချင်တာပါကောင်းပါတယ် तू ကတကယ်တော့ electronic ပတ်လန်းတွေရဲ့ဟိုတင်းမရှိမဖြစ်တငယ်ချင်းလိုပဲတော်တော်များများသူ့ကြောင့်ပဲအဆင်ပြေပြေလဲပတ်နေကြတာလေ ဟုတ်ကဲ့အဲ့ဒါကိုအလွယ်ဆုံးပြောကြတာတစ်ခုကရေပိုက်လိုင်းထဲမှာရေလောင်ကန်လေးတစ်ခုထည့်ထားသလိုမျိုးဆိုတာလေအဲ့ဒါဘယ်လိုသဘောမျိုးလဲ အာအေးဥမာတော်တော်လေးကောင်းပါပဲဆိုတာကပင်မရေစည်းကြောင်းကနင်းနေအပြောင်းလဲဖြစ်ရင်တောင်ဟုံးပြက်တွားရင်တောင်ဟိုဘက်အစွမ်းမှာရေကပုံမှန်လေးဆက်ထွက်နေအောင်ဂျားတဲ့ကကန်လေးကထိမ့်ကြီးပေးတယ်လို့မျိုးပေါ့ဆိုတော့လက်စစ်မှာဆိုရင်လက်စီးချောင်းကိုချောင်းမွေအောင်လုပ်ပေးတဲ့သဘောလား ဟုတ်ပါတယ်အဓိကလုပ်တဲ့ကတစ်ခုပေါ့လက်စည်းချောင်းတွေကအတက်အကျလဲတွေအပက်တက်တွေကိုသူကဝင်ထင်းပေးတယ်ဒါပေမဲ့တော့တစ်ခုအရင်သတိပေးချင်တာရှိတယ်ဟုတ်ကဲ့ဗာများလဲခင်ဗျာ capacitor တွေကလေလက်စစ်တက်ကိုအချင်းတစ်ခုအထိတိုးလုံထားနိုင်စွမ်းရှိတယ်ဆိုတော့ကပတ်လန်းကနေဖြုတ်လိုက်ရင်တော့သူမှအားကျန်နေနိုင်နေတယ်အဲ့ဒါအန္တရာယ်ရှိတယ်ဩဟုတ်လားဟုတ်ပါအထူးသဖြင့်သူ့ရဲ့ဟိုငိုလေးနှချောင်းလေးအဲ့ဒါကိုလက်နဲ့တိုက်ရိုက်သွားကင်မိတာမျိုးမလုပ်ရဘူးတကယ်လို့ဗိုလ်အားများများကြံနေပြီးရင်တက်လိုက်တာအသက်နည်းရထိဖက်နိုင်တယ်ဒါကြောင့်ကင်မဲဆိုရင်တေချာတိနာလည်းသူဖြစ်ဖို့လိုသလိုရန်တတိထားရမယ်ဒါတော့တကယ်အရေးကြီးတဲ့အချက်ပဲဟုတ်ပြီဒါဆိုသူ့ရဲ့အဓိကအလောကရှက်စစ်တထုတ်လောင်တယ်ဆိုတော့ဘက်ထရီနဲ့နည်းနည်းစင်တယ်လို့လဲနော်စင်တယ်လို့လည်းရှိပြီမဲ့တကယ်တမ်းအလုံးလုံးပုံချင်းစွမ်းရင်တိုးလောင်ပုံချင်းတော့မတူဘူးဘယ်လိုကွာလဲယင်ဘက်ထရီရဲ့ဓာတုဗေဒစွမ်းရင်ကိုအသုံးပြုပြီးတော့ရှက်စစ်စွမ်းရင်ကိုထုတ်ပေးတာလေသူကစွမ်းရင်ပမာဏအများကြီးကိုအချင်းကြကြတိုးလောင်ထားနိုင်တယ်ပြီးတော့ဖြည်းဖြည်းချင်းထုတ်ပေးတယ်တန်ကီကြီးကြီးနဲ့တူတယ်ပြောလို့ရတယ်အချင်းကြကြသုံးလို့ရတယ်ဟုတ်တယ် capacitor ကကြတော့အဲ့လိုမဟုတ်ဘူးသူကရှက်စစ်ဆက်ကွင်း electric field ပုံစံနဲ့စွမ်းရင်ကိုတိုးလောင်နိုင်တဲ့ပမာဏကဘက်ထရီလောက်မများဘူးဒါပေမဲ့သူ့ရဲ့အဓိကအားထားချက်ကအားသွင်းတာရောအားပြန်ထုတ်တာရောအလွန်အင်မတန်မြန်တယ်အဲ့ဒီအမြန်နှုံးပေါ့မြန်သွင်းမြန်ထုတ်ဆိုတော့ဘက်ထရီကမာရသွန်အပြည့်သမားဆိုရင် capacitor ကအပြည့်တို့ sprint ဆွဲတယ်လို့လိုမျိုးပေါ့ဟာအဲ့ဒီတော့ပြောလို့ရတယ်ခဏပဲဒါပြည့်အမြန်ဆုံးစွမ်းကိုပေးနိုင်တယ်အဲ့ဒါကြောင့်ကို circuit board တွေကိုကြည့်လိုက်ရင်သူတို့ကိုတော်တော်များများတွေ့နေရတာရုတ်တရက်စွမ်းရင်လိုတဲ့ချိန်မျိုးတွေမှာသူကဝင်ကူတာလားအတိအကျပဲအဲ့မြန်တွင်းမြန်ထုတ်နိုင်တဲ့အရေးတွေးကသူ့ရဲ့အဓိကအသုံးဝင်တဲ့ချက်ပဲလေသူ့အတွင်းပိုင်းတိဆောက်ပုံကိုကြည့်ရင်လည်းတိတ်ရှုပ်ထွေးတော့မဟုတ်ပါဘူးဘယ်လိုမျိုးလဲအခြေခံအားဖြင့်တော့လက်ကူးနိုင်တဲ့သတ္တုပြားနှစ်ခုပါတယ်များသောအားဖြင့်တော့အလူမီနီယမ်ပေါ့အဲ့ဒီသတ္တုပြားနှစ်ခုရဲ့ခြားထဲမှာလက်စစ်မကူးနိုင်တဲ့ပစ္စည်းတစ်ခုနဲ့ခြားထားတယ် ceramic လိုမျိုးပစ္စည်းတွေသုံးကြတယ်အဲ့ဒီလက်ကပစ္စည်းကို dielectric လို့ခေါ်တယ်သတ္တုပြားနှစ်ခုခြားမှာလက်ကခံထားတယ်ဒါဆိုလျှက်စစ်ကဘယ်လိုလုပ်ထိုးလောင်မိသွားတာလဲ electronic ကတစ်ဖက်ကနေတစ်ဖက်ကိုကူးလို့မရဘူးမဟုတ်လားအဲ့ဒီလက်ကားကြောင့်ဟုတ်တယ်ကူးလို့မရဘူးအဲ့ဒီကူးလို့မရတာကပဲအရေးကြီးတဲ့အချက်ဖြစ်သွားတာ capacitor ကို battery လို power source တစ်ခုနဲ့ချိတ်ဆက်လိုက်တယ်ဆိုပါစို့ဟုတ်ကဲ့ battery ရဲ့အနှုံငုတ်ကဘာလို့လဲဆိုတော့ electron တွေကိုတွန်းထုတ်တယ်အဲ့ဒီ electron တွေက capacitor ရဲ့သတ္တုပြားတစ်ချက်စီကိုရောက်သွားပြီးအဲ့ဒီပေါ်မှာစုပုံလာရောတစ်ဖက်မှာစုလာပြီးဟိုဘက်ကတော့ဟိုဘက်သတ္တုပြားပေါ်က electron တချို့ကြတော့ battery ရဲ့အပေါင်းငုတ်ကနေဆွဲငင်တာကိုခံလဲရတယ်ဆိုတော့ဟိုဘက်ပြားကနေ electron တွေထွက်သွားတာပေါ့ဆိုတော့တစ်ချက်မှာ electron တွေပို့ရှန်လာပြီးကျန်တစ်ချက်မှာတော့ electron တွေနည်းသွားတာပေါ့ဒါမှကြားတဲ့ကလက်ကားကြောင့်သူတို့ဟိုဘက်ဒီဘက်ကူးသွားလို့တော့မရဘူးမှန်ပါတယ်အဲ့ဒီမှာဘာဆက်ဖြစ်လဲဆိုတော့ electron တွေဟိုလိုစီးစင်းနေနဲ့တချိန်ကျရင် capacitor ရဲ့သတ္တုပြားနှစ်ခုကြားကလက်စစ်ဖိအား voltage ပေါ့လေအဲ့လာကချိတ်ထားတဲ့ battery ရဲ့ voltage နဲ့အတူတူဖြစ်သွားတယ်ညီသွားပြီပြည့်သွားပြီလို့ခေါ်တယ်အဲ့ဒီချိန်မှာသတ္တုပြားတစ်ချက်မှာ electron တွေပို့နေတော့သူကအနှုတ်တက်ဆောင်နေတယ်နောက်တစ်ချက်မှာ electron တွေနည်းနေတော့သူကအပေါင်းတက်ဆောင်နေတယ်အဲ့ဒီလိုဓာတ်မတူတာတွေရှိနေတာကိုဘာခေါ်လဲအဲ့လာကို potential difference ဒါမှမဟုတ် voltage ကွာခြားချက်ရှိတယ်လို့ခေါ်တယ်multimeter နဲ့အဲ့ဒီငုံနှစ်ခုကိုတိုက်ချိလိုက်ရင် battery ရဲ့ volt hour လောက်ရှိနေတာကိုတွေ့ရလိမ့်မယ်စိတ်ဝင်စားစရာပဲဒါဆို battery ကိုဖြုတ်လိုက်ရင်အဲ့ဒီစုနေတဲ့ electron တွေဟိုဘက်ကနည်းနေတဲ့အခြေအနေကဘယ်လိုဖြစ်သွားမလဲအဲ့လာကပိုစိတ်ဝင်စားမှုကောင်းတယ် battery ကိုဖြုတ်လိုက်ရင်တော့အဲ့ဒီ voltage ကွာခြားချက်က capacitor ထဲမှာကျန်နေသေးတယ်
သူကတိုးလောင်ထားလိုက်တာပေါ့ ဟုတ်တယ်ဘယ်လိုကြနေလဲဆိုတော့တစ်ဖက်ကအနုတက်ဆောင်နေတဲ့ electron အစုဝေးကြီးကဟိုဘက်ကအပေါင်းတက်ဆောင်နေတဲ့နေရာကိုတွားချင်နေတယ်ဆွဲငင်နေကြတယ်တန်လိုက်အငုတ်မတွင်ဆွဲလို့ပဲပေါ့ ဒါမဲ့သွားလို့မရအောင် ဟုတ်တယ်ဂျားတဲ့က die electron ကခံနေတော့သူတို့ဘယ်တော့မှထိတွေ့လို့မရဘူးအဲ့ဒီလိုဆွဲငင်နေတဲ့အားကြောင့်လက်စစ်ဆက်ကွင်း electric field တခုဖြစ်ပေါ်နေပြီး electron တွေကိုသူတို့သက်ဆိုင်ရာတက်တူပြားတဲ့ပုံမှာပဲဆက်ထိန်ထားတယ်ထောက်ဝဖို့လမ်းကြောင်းအသစ်မရှိမချင်းပေါ့ အဲ့ဒါကြောင့်ကိုခုနအန်ဒီရှိတယ်မကန်ရအောင်လို့ပြောတာသူကအားသွင်းပြီးအထက်မှာအားကျန်နေတာ တိတိကျကျပဲဒါကြောင့်ဂိုင်းတွေတဲ့အခါတတိထားဖို့ထက်ခါပြောနေရတာ ။အော်ဒါဆိုအဲ့ဒီတိုးလောင်ထားတဲ့စွမ်းရင်ကိုပြန်သုံးချင်တယ်ဆိုရင်သူတလမ်းကြောင်းတစ်ခုဖန်တီးပေးလိုက်အောင်ပဲပေါ့ဥပမာမီဒီလေတလုံးသွားဆက်လိုက်ရင်မျိုးထင်မလဲ ထရွန်နေစီးဆင်းဖို့လမ်းကြောင်းပွင့်သွားပြီလေ ။အဲ့ဒီအခါကျရင်အနုတ်ပြားပေါ်ကပုံနေတဲ့ electron တွေကမီတီကိုဖျက်ဆီးပြီးဟိုဘက်အပေါင်းပြားဘက်ကိုရောက်သွားကြမယ်အဲ့ဒီလို electron တွေစီးဆင်းမှုကြောင့်မီတီကခဏတာလင်းလာမယ် ခဏတာပဲလင်းမလား ဟုတ်တယ်ဘာလို့လဲဆိုတော့ capacitor က battery လို့စွမ်းရင်အများကြီးတူလောင်ထားတာမဟုတ်ဘူးလေဆိုတော့အချင်းခဏလေးအတွင်းမှာပဲတစ်ဖက်ကပုံနေတဲ့ electron တွေကဟိုဘက်ကိုရောက်သွားပြီးနှစ်ဖက်စလုံးမှာ electron ရဲ့အတွက်ညီမျှသွားတော့ voltage ကဝါဖြစ်သွားတယ်အဲ့ဒီအခါ electron စီးဆင်းမှုရသွားပြီးမီလုံးလည်းမှိုင်သွားမယ် ။အော်ဒါဆိုသူကရေရှည်စွမ်းရင်ပေးတာမျိုးမဟုတ်ပဲခဏတာလိုအပ်တဲ့စွမ်းရင်ကိုမြန်ပေးနိုင်တာပေါ့။ခဏကရေကန်ဥမာလိုပဲပင်မလက်စစ်စီးကြောင်းမှာခဏလောက်အတက်အကျဖက်သွားရင်သူကကြားတဲ့ကနေဝင်ဖြည့်ပေးလိုက်တဲ့တကောမျိုးပဲ မှန်ပါတယ်ဒါကသူ့ရဲ့အသုံးဝင်ပုံတွေထဲကအဓိကတစ်ခုပဲအထူးသဖြင့် AC လက်စီးကို DC ပြောင်းတဲ့ပလိုင်းထဲမှာဆိုရင်အရန်အသုံးဝင်တယ် ဟုတ်ပါပြီ။ဒါဆိုရင်သူ့ကိုဘယ်နေရာတွေမှာအများဆုံးတွေးနိုင်လဲ။ကျွန်တော်တို့ပတ်ဝန်းကျင်မှာသာမန်အားဖြင့်တော့တွေးနိုင်လား ။အော်တွေ့နိုင်တာပေါ့အများကြီးပဲကျွန်တော်တို့သုံးနေတဲ့ဖုန်းအားသွင်းခေါင်းတွေကွန်ပျူတာ motherboard တွေ TV တွေ radio တွေအဲ့ဒီထဲက circuit board တွေကိုဖွင့်ကြည့်လိုက်ရင်အလုံးလေးတွေတွေးလိမ့်မယ်။များသောအားဖြင့် cylinder ပုံစံလေးတွေပေါ့တချို့ကပြားလေးတွေအများစုက capacitor တွေပဲ ။အော်အဲ့ဒီအလုံးလေးတွေဘေးမှာအစင်းကြောင်းလေးပါတာတွေလား ဟုတ်တယ်အများစုမှာအနှုတ်ဘက်ကိုပြတဲ့အစင်ကြောင်းလေးဒါမှမဟုတ်အမှတ်သားလေးပါတတ်တယ် ။အဲ့ဒါတွေအပြင်ပိုကြီးတဲ့ capacitor တွေရောမရှိဘူးလား ကြည့်ရပေါ့ဥပမာအိမ်သုံးပန်ကားတွေလေးပြည့်ဆက်တွေရေစိုးဆက်တွေမှာသုံးတဲ့ induction motor တွေလေအဲ့ဒီ motor တွေကိုစားပြီးလေးပတ်နိုင်အောင်ကူညီပေးဖို့အတွက် start capacitor ဆိုတာသုံးရတယ်ပုံမှန်လက်ပတ်နေချိန်မှာကူညီဖို့ run capacitor ဆိုတာလည်းရှိရဲသူတို့ကတော့ခုနဘိုးဘောကအလုံးလေးတွေချက်ပုံစံနဲ့ပိုကြီးတယ် မြင်ဘူးသူလိုပဲဒီထက်ပူကြီးတာကတော့ ရှိပေးတယ်အဲ့ဒါတွေကတော့စက်ရုံအလုံးယုံကြီးတွေအဆောက်အုံကြီးတွေမှာသုံးကြတယ်အဲ့ဒါကြတော့ power factor correction ဆိုတဲ့ကိစ္စအတွက်သုံးတာ capacitor အလုံးကြီးများကြီးကိုစုပြီးသုံးတာမို့လို့ capacitor bank လို့တောင်ခေါ်ကြတယ် အော်ဟုတ်ပြီသူ့ကိုပေါ်မှာစာလုံးတွေနံပါတ်တွေရေးထားတွေ့တယ်အဲ့ဒါတွေကဘာတွေပြောတာလဲဟမ် အဓိကအဖြစ်တိုင်မွန်းတစ်ခုနေထားရေးရှိလာတယ်တစ်ခုက capacitance လို့ခေါ်တဲ့သူ့ရဲ့လျှက်စစ်တဲ့တိုးလောင်နိုင်စွမ်းပမာဏပေါ့သူ့ကို farad f ဆိုတဲ့ unit နဲ့တိုင်းတာလဲဒါမဲ့ farad ဆိုတာကတော်တော်ကြီးတဲ့ unit ဖြစ်နေတော့လက်တွေ့မှာတဲတဲလေးတွေပဲသုံးကြတာများတယ် microfarad mu f ဆိုတာနဲ့အများဆုံးတွေ့ရလိမ့်မယ် mu f အဲ့ဒါသင်္ကေတက u လို့အကောင်နဲ့ f ပေါ့နော် ဟုတ်တယ် Greek စာလုံး mu လို့ခေါ်တယ်ဥပမာ1000 mu f 470 mu f 10 mu f အဲ့လိုမျိုးတန်ဖိုးတွေပေါ့ နောက်ထပ်တန်ဖိုးတစ်ခုကတော့ နောက်တစ်ခုက voltage v တန်ဖိုးဒါဒီ capacitor ကအများဆုံးခံနိုင်ရရှိတဲ့ volt အားပမာဏကိုပြတာဥပမာသူ့ပေါ်မှာ 16v လို့ရေးထားရင်သူ့ကိုအသုံးပြုတဲ့ပတ်လမ်းမှာ16 volt step ပုံများတဲ့ volt အားတက်ရောက်ဆဲလို့မရဘူး အကယ်လို့ကြော်ထွားရပါဖြစ်မလဲ ပြက်ယုံပဲလား ပြည့်ယုံမကဘူးသူကပောက်ကွဲနိုင်တယ်အထက်က dielectric လို့ခေါ်တဲ့လက်ကာလွာပျက်စီးသွားပြီးအတွင်းပိုင်းမှာဖိအားတွေအယမ်းများလာပြီးဝုန်းကနေပေါက်ထွက်သွားတတ်တယ် ဟာကြောက်စရာကြီးဒါကြောင့်သူ့ပေါ်မှာရေးထားတဲ့သတ်မှတ်ဖို့အားကိုလေးစားဖို့မကြော်လွန်စေဖို့အရန်ရေးကြီးတယ် ကောင်းပါပြီဒါဆိုရင်သူ့ရဲ့တွန်းချပုံတွေကိုနည်းနည်းလေးပို့ပြီးအသေးစိတ်ဆွေးနွေးကြည့်ရအောင်လားခုနပြောထားတဲ့ power factor correction ဆိုလားအဲ့ဒါကိုနည်းနည်းလေးရှင်းပြပေးပါအောင်နားထဲမှာနည်းနည်း shock လို့ဖြစ်နေလို့ အော်ဟုတ်ကဲ့ power factor correction ဖို့စက်ရုံအလုံးယုံနေမှာမော်တာလိုမျိုး inductive load လို့ခေါ်တဲ့လျှက်စစ်ပစ္စည်းတွေညာကြီးသုံးတဲ့အခါဘာဖြစ်တယ်လဲဆိုတော့လျှက်စစ်တအားပဲစနစ်ကနေရတဲ့ current လျှက်စီးနဲ့ voltage လျှက်ဖိအားတို့ရဲ့လှိုင်းပုံစံတွေကအချိန်အတိအကျမကိုက်တော့ဘူး current က voltage ရဲ့နောက်ကိုနည်းနည်းရောက်နေတတ်တယ်နောက်ကျကြကြလာပေါ့ အချိန်မကိုက်ဖြစ်သွားတာ ဟုတ်တယ်အဲ့လိုဖြစ်တာကို power factor မကောင်းဘူးပွား power factor လို့ခေါ်တယ်
အလွယ်ဆုံးပြောရင်တော့လက်စစ်စွမ်းအံကိုထိထိရောက်ရောက်အထုံးမချနိုင်ပဲအလဟတာဖြစ်တာရှိလာတယ်ပေါ့စွမ်းအံဖြုံးတင်းဝင်လို့ဖြစ်တာပေါ့အဲ့ဒီလိုအချိန်လွဲနေလာကိုပြန်ပြီးချိန်ညီဖို့ current ကို voltage နဲ့အတူတူဒါမှမဟုတ်နည်းနည်းရှေ့ပြန်ရောက်အောင်ဆွဲခေါ်ဖို့အတွက် capacitor တွေကိုတုံးချရတယ် capacitor မှာက current ကို voltage ထက်ရှေ့ရောက်အောင်လုပ်ပေးနိုင်တဲ့တတိရှိတယ်အဲ့ဒါကြောင့်စက်ယုံကြီးတွေမှာ capacitor အများကြီးတက်ဆင်ပြီး power factor ကိုပြန်ပြင်ကြတာ capacitor bank လို့ခေါ်တာပေါ့ဒါမှစွမ်းရင်ဆုံးရှုံးမှုနည်းပြီးတော့လက်စစ်မီတာကလည်းတက်တာမှာပေါ့ အော်အဲ့လိုအကျိုးသက်ရောက်မှုရှိတာကောနောက်တစ်ခုအသုံးဝင်တဲ့ဆိုတာက AC ကနေ DC ပြောင်းတဲ့နေရာမှာလျှက်စီးချောင်းကိုချောင်းမွေးစေတယ်ဆိုတာနော်ဒါကကျွန်တော်တို့သုံးနေတဲ့အာသွင်းခေါင်းဒီ computer power supply တွေမှာတော်တော်ရေးပါမယ်ထင်တယ်အမှန်တရားရေးပါတယ်အင်္ဂပလပေါက်ကနေရတဲ့လျှက်စစ်က AC alternating current လေသူက line လိုပဲအပေါင်းဖက်အနုတ်ဘက်အသက်ကြရှိတယ်ကျွန်တော်တို့ရဲ့ electronic PC တွေကများတော့အပြင် DC direct current လို့ခေါ်တဲ့တဲတန်လျှက်စီမျိုးလိုတယ်ဟုတ်ကဲ့အဲ့ဒီတော့ AC ကို DC ဖြစ်အောင်အရင်ဆုံး rectifier ဆိုတဲ့ PC တွေနဲ့ပြောင်းရတယ်ဒါပေမဲ့ rectifier ကနေထွက်လာတဲ့ DC ကလုံးဝညီညာနေတာမဟုတ်သေးဘူးသူက line ခေါင်းကြီးစက်တိုက်လာနေသူလိုမျိုးဖြစ်နေလေ line ခေါင်းနဲ့ line ခေါင်းကြားထဲမှာ voltage ကဝါနာအထိပြန်ကျသွားသေးတယ်တုံခါနေတယ်လိုမျိုးပေါ့ဆိုတော့ပြင်ငယ်တဲ့ DC မဟုတ်သေးဘူးပေါ့အနှိမ့်အမြင့်ရှိနေသေးတယ်ဟုတ်တယ်အဲ့ဒီ voltage ကျသွားတဲ့ချွင်းခွက်လေးတွေကိုဝင်ဖြည့်ပေးဖို့ capacitor ကအလွတ်လို့ရတယ်သူက voltage မြင့်နေတဲ့အချိန်မှာအားကိုတိုးလောင်ထားလိုက်တယ်ပြီးတော့ voltage ကျသွားတဲ့အချိန်ကျရင်သူတိုးလောင်ထားတဲ့အားကိုပြန်ထုတ်လွှတ်ပေးတယ်။အော်ခုနရေကန်ဥပမာပြန်ရောက်သွားပြီ။ရေစီးနေပါချိန်မှာကန်ထဲကရေကဆက်ဖြည့်ပေးသလိုပဲ။အတိအကျပဲ။အဲ့လိုလုပ်ပေးလိုက်တော့ rectifier ကထွက်လာတဲ့တုံခါနေတဲ့ DC ကပို့ပြီးတော့ညီညာချောမွေ့သွားတယ်။လုံးဝဖြောင့်တန်းသွားတာမျိုးတော့မဟုတ်တော့တော်တော်လေးတီးနေငယ် DC supply နဲ့နီးစပ်သွားတာပေါ့။ကျွန်တော်တို့ electronic PC တွေကောင်းကောင်းအလုပ်လုပ်ဖို့လိုအပ်တဲ့ DC ပုံစံမျိုးဖြစ်သွားတယ်။တော်တော်အတုံးဝင်တဲ့အစိတ်ပိုင်းပဲ။သူ့ကိုကောင်းမကောင်းစစ်ဆေးချင်လို့ပြက်နေလားကောင်းနေသေးလားသိချင်ဘယ်လိုလုပ်ရမလဲ။ multimeter နဲ့တိုင်းလို့ရတယ်ဆို။ဟုတ်ကဲ့တိုင်းလို့ရပါတယ်ဒါပေမဲ့ multimeter တိုင်းမှာတော့ capacitor တိုင်းနဲ့ function ပါခြင်းမှပါလိမ့်မယ်။တချို့ meter တွေမှာပဲပါတာ။အိုးဒီတန် function ရှိရမှာပေါ့ဟုတ်တယ် meter မှာအဲ့ဒီ capacitance တိုင်းတဲ့ function များတော့အပြင် F တင်ကြတာဒါမှမဟုတ် capacitor ပုံလေးနဲ့ပြထားတတ်တယ်ပါတယ်ဆိုရင်တော့ meter dial ကိုအဲ့ဒီနေရာမှာထားလိုက်ကိုပြီးရင် capacitor ရဲ့အပန်းငုတ်ကို meter ရဲ့အနီရောင် probe နဲ့ထိအနှုတ်ငုတ်ကိုအနက်ရောင် probe နဲ့ထိပေးရတယ်ခဏလေးစောင့်လိုက်ရင် meter ရဲ့ screen မှာသူ့ရဲ့ capacitance တန်ဖိုးပေါ်လာလိမ့်မယ်ဒါပေမဲ့မတိုင်းခင်မှာအန်ဒီရဲ့ကင်းအောင်လုပ်ရအောင်မလို့ကေခုနကပြောထားတယ်နော်အားချန်နေနေဆိုတာလေဟုတ်တယ်ဒါအရေးကြီးဆုံးပဲ capacitor တစ်လုံးကိုပလန်းကနေဖြုတ်လိုက်ပြီးဆိုရင်ဒါမှမဟုတ်တီးတန်စစ်ဆေးခြင်းနဲ့ဆိုရင်သူ့မှာအားချန်နေသေးလားဆိုတာကိုအရင်ဆုံးစစ်ဆေးရမယ်ဘယ်လိုစစ်ရမလဲ multimeter ကို DC voltage တိုင်းတဲ့အပိုင်းကိုပြောင်းလိုက်ပါပြီးရင်သူ့ရဲ့အပေါင်းအနှုတ်ငုတ်တွေကို meter probe တွေနဲ့တိုင်းကြည့်လိုက်ဘယ်လောက် voltage ရှိနေရင်အန်ဒီရှိတယ်လို့ယူဆရမလဲvolt အနည်းငယ် several volts လောက်ဒါမှမဟုတ်that ထက်များနေရင်တောင်တတိထားရမယ့်အခြေအနေပဲအကောင်းဆုံးနဲ့အန်ဒီရဲ့အကင်းဆုံးနီးလန်းကတော့ resistor တစ်ခုတိတ်မကြီးတဲ့တန်ဖိုးဥပမာ 10k ohm လောက်ပေါ့အဲ့ဒီ resistor ရဲ့ခြေထောက်နှစ်ချောင်းနဲ့ capacitor ရဲ့ငုတ်နှစ်ခုကိုခဏလောက်သွားထိထားလိုက်တာပဲအော် short circuit လုပ်တယ်လို့မျိုးပေါ့ဒါပေမဲ့ resistor ခံပြီးဟုတ်တယ်အဲ့ဒါဆိုရင် capacitor ထဲမှာကျန်နေတဲ့ swanning တွေကအဲ့ဒီ resistor ကိုဖြတ်ပြီးဘေးကင်းကင်းနဲ့ကုန်သွားလိုက်မယ်အဲ့ဒါကို discharge လို့တယ်လို့ခေါ်တယ် voltage ကိုပြန်တိုင်းကြည့်လို့ millivolts အဆင့်အရန်နီးသွားပြီဆိုမှသူ့ကိုကင်တွယ်တာ capacitance တိုင်းတာကြီးလို့တင်တယ်ဒီအဆင့်ကိုမလုပ်ပဲတန်းတိုင်လိုက်ရင်တက်လိုက်နိုင်တယ်ဟုတ်ပြီအရန်အရေးကြီးတဲ့အချက်ပဲကဲ discharge လုပ်ပြီး capacitance ကိုတိုင်းလိုက်ပြီးဆိုပါတော့ရလာတဲ့တန်ဖိုးကသူ့ကိုပေါ်မှာရေးရတဲ့တန်ဖိုးနဲ့ကွက်တီဖြစ်နေရမှာလားများတော့ပြင်တော့ကွက်တီဖြစ်လိမ့်မရှိဘူးနည်းနည်းလေးကွာလေးရှိပါတယ် capacitor မှာ tolerance ဆိုတာရှိတယ်လေလက်ခံနိုင်တဲ့အမားယွင်းပနာမနာပေါ့ဥပမာ 1000μF လို့ရေးထားတဲ့ capacitor ကိုတိုင်းလိုက်လို့950μF လောက်ပေးပြတာဒါမှမဟုတ် 1050μF လောက်ပြတာမျိုးကပုံမှန်ပါပဲသူ့ရဲ့တတ်မှတ် tolerance bound ထဲမှာရှိနေရင်ကောင်းတယ်လို့ယူဆလို့ရတယ်အော်ဆိုတော့နည်းနည်းလောက်ကွာတာကပြဿနာမဟုတ်ဘူးပေါ့ဟုတ်ပါတယ်ဒါပေမဲ့အရင်ကွာနေရင်ဥပမာ 1000μF လို့ရေးထားတာကိုတိုင်းလို့ 500μF ပဲပြတယ်ဒါမှမဟုတ်ဘာမှမပြတော့ဘူးဆိုရင်တော့အဲ့ဒီ capacitor ကပြည့်နေပြီလို့ပြောလို့ရတယ်ကောင်းပါပြီတော်တော်လေးပြည့်စုံတိခွင့်ရလိုက်ပါတယ်
ဒီနေ့ဆွေးနွေးခဲ့တာတွေကိုအချင်းချုပ်ပြန်ကြည့်ရရင် capacitor ရဲ့အဓိကအလုပ်နှစ်ခုကစွမ်းအင်ကိုခဏတာထိုးလောက်ပြီးလိုအပ်တဲ့အခါမြန်မြန်ဆန်ဆန်ပြန်ထုတ်ပေးနိုင်တာရဲ့နောက်ပြီးတော့ရှစ်စစ်စီးချောင်းကိုချောမွေ့တီးငင်အောင်ညီပေးတာရဲ့ပေါ့နော် အတိအကျပါပဲအဲ့ဒီအများနှုံနဲ့ချောမွေအောင်လုပ်ပေးနိုင်တဲ့အရေးသွေးတွေကြောင့်ပဲသူကဒီနေ့ခေတ် electronics ပစ္စည်းတွေမှာမရှိမဖြစ်အရေးပါတဲ့အစိပ်ပိုင်းဖြစ်နေတာပါ ဟုတ်ကဲ့ ဒီနေ့ဆွေးနွေးမှုအတွက်ကြီးစုတင်ပါတယ် capacitor ကြောင့်တော်တော်လေးဘ ഹു တုတရလိုက်ပါတယ်